အိတ်တဲ့မင်္ဂလာမှာရွှေဘုံဝင်ရမှာညီကလက်စုနှစ်ကွင်းတောက်စိမ့်လက်ပတ်စုံနှစ်ကွင်းကိုထည့်ပြီးတော့ကျဲပါမယ်နော်ကိုโอเคရွှေမောတွေရောဝေမောတွေရောခိုင်းရပါအားလုံးပဲမင်္ဂလာပါကျွန်တော်အခုပေါ့နော်ကျွန်တော်ဖယ်သွားမလဲဆိုတော့ကျွန်တော်ရဲ့အကိုလိုချစ်ခင်ရတဲ့ဟာသားပြုတ်ဆောင်ကိုတွက်လက်ရဲ့အိမ်တက်မင်္ဂလာကိုကျွန်တော်ဖိတ်ထားတာကိုကျွန်တော်သွားမှာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်နဲ့ပြည်သက်ကြီးအားလုံးပဲလိုက်ခဲ့ကြပါအောင်နော်အဲ့ဒါလေးလာပြောတာပါโอเคသွားမယ်အခုပေါ့နော်ကျွန်တော်ကိုတွက်လက်အိမ်ကိုတွားနေရပေါ့တွားနေရအခုရောက်ရင်တော့ကျွန်တော်တို့ရဲ့အဖွဲ့လေးနှုတ်ပညာတွေကညီကောင်မောင်နှမတွေနဲ့တော့ကျွန်တော်စုံမယ်ပေါ့နော်အဲ့ဒီမှာဟိုမှဘယ်လိုပြောရမလဲတခြားအနှုတ်ပညာအကိုအမတွေလည်းလာမယ်ထင်ပါတယ်ဘယ်လိုပဲသွားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်သိချင်တယ်ဆိုရင်တော့ပြည်သက်ကြီးတို့ကျွန်တော်တို့တူလိုက်ကြည့်ကြပါဗျာနော်အခုကတော့ကျွန်တော်မောင်လေးနဲ့တပြည့်ပြည့်နဲ့ဒါတော့ကိုတော်လက်တို့အိမ်နောက်၆တော့အိမ်လမ်းပေါ့နဲတော့တိုးသေးတယ်ဗျကိုသွားနေရပါတော့ဒီဘက်လေးတွေကနေလို့တော့ကြာပြီလားစောင့်နေsorry နည်းနောက်ကြပါမဆရာသမားကိုခေါ်နေလို့ဦးကျော်ပါလာပဲဟုတ်လားကဲကိုထိုးမရောက်သေးဘူးလားကိုကြီးလာပြီလာခွေးထိုင်မင်္ဂလာโอเคလောက်ကြပြီကဲလက်ဖေးတွေပါတောက်လာလက်ဖေးပုံမှန်လေးပုံမှန်လေးတစ်ခွက်လောက်ပုံမှန်နှစ်ခွက်ပေါ့ပုံမှန်နှစ်ခွက်အဲ့လိုဟိုကြီးလို့ရကဲမင်္ဂလာပါအခုဆိုရင်တော့ဒီမှာကျွန်တော်တို့ကိုကြီးတွက်လက်တို့အိမ်ကိုရောက်ပြီပေါ့ဒါကတော့ဒီမှာကျွန်တော်ရဲ့ driver အကိုနေထက်အခုတွေ့ပါပြီဒါတော့ကိုထွန်းတော့ဒါတော့ဦးကျော်ကျွန်တော်တို့အခုမင်္ဂလာပါညာဟာဗျာတော့ပါကဲပါအခုအိမ်ရောက်ကိုကြီးမင်္ဂလာပါဟုတ်ကဲ့ဒါကူကောင်းမြတ်မင်္ဂလာပါဟုတ်ပါကိုကြီးကူကောင်းမြတ်ပါကိုကြီးကကိုကြီးနဲ့လာရတာ
ပြိတ္တနဲ့တောက်စားလို့တို့ ဒါတော့ကျွန်တော်ရဲ့ဘယ်လိုလဲမမလားမမလားကိုကိုလားမလူကြောင်မလည်းမမပါရဲချို့ပါဟောပြလိုက်ပါတကယ်ပြီးတော့ ကဲရလုံးလေးစနိုက် ဒါတော့လည်းကြိုးကိုတော့လည်းအိမ်တက်မင်္ဂလာပါကျွန်တော်ကအကိုကိုအားပြည့်တဲ့အနေနဲ့အကိုရဲ့ဒီချွေငွေငွေမိုးရွာပဲနေရာမှာကျွန်တော်ရဲ့ကြောက်ကွေးအော်ကိုရဲ့အိမ်တက်မင်္ဂလာမှာချွေငွေငွေရွာမှာညီကလက်စုပ်ကွင်းတောက်စိမ့်လက်ကိုစွန်းနှစ်ကွင်းကိုထည့်ပြီးတော့ကျဲပါမယ်နော်ကိုโอเคဒါကိုဒီမှာတကွင်းကျွန်တော်ရေကောင်းတာလေးပေးမယ်တော့ကြောက်စိမ့်လက်စွပ်ကဲမင်္ဂလာရှိပါစေကိုကြီးWait, the queen is there. Wait, the queen. Hey, go here. Here, boy. Yeah. Say let's go by, no? Here, yeah, like that. Sorry, but just chill out, you know, you know. Mà say let's go later, go, no? So say let's go the queen by, no? Đi mà nhiều, mấy nhiều. Cái alo nhiều, đi mà let's go ra. Cái let's go nó sẽ được cái nó chơi với nó. Let's go đi mà. Tao thấy let's go được nó sẽ chơi vào bé. Cái chơi với 5 4 let's go. 5 4